Hello မင်းဒီနေ့ crochet combat ထုံးလေးကိုမျှဝေပေးပါမယ်နော်အစိုက်ကတော့2 mm ပဲသုံးထားပါတယ်ရှင်ခြေသေးကတော့မင်း5 line လေးနဲ့ပဲထိုးပြပေးထားပါတယ်နော်တကယ်လို့ error လေးတွေပါခဲ့ရင်လည်းသိခံပေးပါအောင်ရှင်မင်းကဒီခုမှပဲစတင်တာမလို့ပါနော်အရင်ဆုံး magic ring နဲ့မှာတိုင်တိုလေး3ခါတက်ပါမယ်နော်ချိန်3ခါပေါ့ဒါလေးတွေကလွယ်တာမလို့အခြေခံသမားလေးလည်းထိုးလို့ရပါတယ်နော်တိုင်တိုလေး3ခါတက်ပြီးလို့ရှိရင်ချိန်3ခါတက်ပြီးရင်တိုင်ရှည်လေး12ခါထိုးပါမယ်ရှင်ဒါလေးကတော့အလေရဝတ်ဆန်လေးပေါ့နော်ဝတ်ဆန်လေးကနေကြဆိုရင်အညိုတခြားကိုကြိုက်တဲ့အယောင်လေးလည်းသုံးလို့ရပါတယ်ရှင်မမေကတော့ပန်းစီရောင်လေးသုံးပြပေးထားပါတယ်နော်ခြီလေးကိုလည်းမြင်ရအောင်လို့မချစ်ရင်းနဲ့မှာချိန်3ခါတက်မယ်တိုင်ရှည်12ခါလေးထိုးပါမယ်ရှင်ထိုးပြီးသွားလို့ရှိရင်ခြေစားလေးကိုဆွဲယူလိုက်ပါမယ်နော်အလေရခြေစားလေးကိုဆွဲပြီးလို့ရှိရင်12ခုထိုးထားတဲ့ပထမဆုံးအပေါက်ထဲမှာ slip knot လေးနဲ့ချိန်လိုက်ပါမယ်ရှင်အမမေမေဗီဒီယိုထဲမှာပြထားတဲ့အပေါက်လေးပေါ့နော်အားလေးနဲ့ slip knot လေးနဲ့ချိန်မယ်ပြီးရင်ချိန်တစ်ခါတက်မယ်ပြီးရင်ခြေလေးကိုဖြတ်မယ်ပေါ့နော်အဲ့ဒီအဟာလေးကကြတော့အလေကဝတ်ဆန်လေးကိုထိုးတာမလို့ကိုကြိုက်နေတတ်တဲ့အရာအတိုင်းလေးပဲထိုးလို့ရပါတယ်နော်နေကြဆိုလို့ရှိရင်အညိုပေါ့မမေကတော့ဒါပန်းစီရောင်လေးသုံးပြပေးထားပါတယ်ရှင်ပြီးရင်နောက်ထပ်တစ်ခုပေါ့နောက်ထပ်တစ်ရောင်ချိန်မယ် slip knot ချိတ်ထားတဲ့အပေါက်ထဲမှာပဲနောက်ထပ်တစ်ရောင်လေးကို chain 1တစ်ခါထိုးမယ်chain 1ထိုးမယ်chain 1ထိုးပြီးရင်ခြေလေးကိုတစ်ခါလေးဖြောက်ခဲ့လို့ရတယ်ပေါ့နော်chain 1ထိုးပြီးလို့ရှိရင်ပထမလိုပဲတိုင်တို3ခါ chain 3ခါတက်မယ်အဲ့ chain 3ခါထိုးထားတဲ့အပေါက်ထဲမှာပဲတိုင်ရှည်လေး2ခါပေါ့တိုင်ရှည်2ခါဆိုတာတိုင်ရှည်ကို2ခါကိုတစ်ခါတည်းပဲပေါင်းပြီးတော့ဒီလိုဖြုတ်မယ်နော်မင်းပြထားလို့လေးပေါင်းဖြုတ်မယ်ပေါင်းဖြုတ်ပြီးလို့ရှိရင်chain 2ခါတက်မယ်chain 2ခါတက်ပြီးရင်ဘေးကအပေါက်မှာလဲတိုင်ရှည်ကိုအဆုံးထိမလုပ်ဖ ೇನೆ မင်းထိုးပြထားလို့လေးပဲ2ခါကိုတပင်နဲ့ရအောင်ဖြုတ်မယ်ပေါ့နော်2ခါကိုအဲ့လိုမျိုးမင်းထိုးပြထားလို့လေးတပင်နဲ့ရအောင်ဖြုတ်မယ်တပင်နဲ့ရအောင်ဖြုတ်မယ်chain 2ခါထိုးမယ်တကယ်လို့နားမလဲတာရှိလို့ရှိရင်ပြန်လာမေးလို့ရပါတယ်เนาะမင်းကိုအဲ့ဒါကိုပတ်လေ12ခါထိုးပါမယ်တိုင်ရှည်လေး2ခါကိုတပင်ထဲမှာဖြုတ်မယ်ပြီးရင်chain 2ခါတက်မယ်ပထမ12ပေါက်ထိုးထားတဲ့အတိုင်းလေးပဲ12ပေါက်လုံးလေးမှာ12ခါထိုးပေးရမယ်ပေါ့เนาะကိုကြိုင်နေတတ်တဲ့အယောင်လေးအတိုင်းပဲထိုးလို့ရပါတယ်ရှင်ပန်းမွင့်လေးကကိုလိုချင်တဲ့အယောင်လေးပေါ့เนาะနေကြဆိုလို့ရှိရင်အလေကအမျိုးလေးပြီးပြီဆိုတော့ကြတော့မင်းအခုထိုးနေတဲ့ပန်းနူးရောင်လေးနေရာမှာကကြတော့အဝါလေးပေါ့အဝါလေးထိုးလို့ရပါတယ်အဝါလေးထိုးလို့ရပါတယ်မင်းဗီဒီယိုလေးကိုမြန်လေးထိုးပြလိုက်မယ်နော်အားလေး12ပေါက်ပြီးလို့ရှိရင်ကြီးကြီးပေါ့အဲ့ဟာအပေါက်လေးတွေက12ခုရှိရမယ်12ခုရှိရမယ်ပထမဆုံးထိုးထားတဲ့အပေါက်မှာ slip knot လေးနဲ့ပြန်ပြီးတော့ချိတ်ပါမယ်နော်ပထမဆုံးထိုးထားတဲ့အပေါက်လေးမှာ slip knot လေးနဲ့ချိတ်မယ်ပြီးရင်chain တစ်ခါတက်မယ်ပြီးရင်ခြေလေးကိုဖြတ်မယ်ပေါ့နော်နည်းနည်းရှိလေးထားဖြတ်ပေါ့နောက်တစ်ယောင်ထိုးလို့ရှိရင်じゃအဲ့ဟာလေးကိုတစ်ခါတည်းလေးခြေလေးကိုဖြောက်ပြီးထိုးလို့ရတာလေးမလို့ပြီးတော့ဘေးက square ပုံစံလေးထိုးမယ်ပေါ့နော် square ပုံစံလေးထိုးမယ်ဟာမှာလဲကိုကြိုက်နေတတ်တဲ့အယောင်လေးတိုင်းပဲထိုးလို့ရပါတယ်အလေကနေအပေါက်ကြီးကနေစထိုးမယ်ပေါ့နော်chain 3ခါတက်မယ်ပြီးလို့ရှိရင်အဲ့အလေကအပေါက်အကျယ်ထဲမှာပဲမင်းကတော့တခါတည်းခြီလေးကိုဖွက်ပြီးတော့ထိုးတယ်ပေါ့နော်အဲ့အလေကအပေါက်ကျယ်ထဲမှာပဲတိုင်ရှည်2ခါထိုးမယ်ပြီးရင်chain 1ခါပြီးရင်အရှိကကျယ်တဲ့အပေါက်လေးပေါ့နော်အမှကျယ်တဲ့အပေါက်လေးထဲမှာတိုင်ရှည်3ခါထိုးမယ်တိုင်ရှည်3ခါထိုးမယ်အဲ့အပေါက်လေးထဲမှာပဲเนาะပြီးရင်chain 2ခါတက်မယ်တိုင်ရှည်3ခါထိုးမယ်
တိုင်ရှည်လေး3ကထိုးမယ်အဲ့ဒါကိုဒေါင်းထိုးနည်းလုံးမှတ်ထားပေးပါနော်ဒေါင်းထိုးနည်းလုံးမှတ်ထားပေးပါရှင်ဒေါင်းထိုးနည်းလုံးမှတ်ထားပေးပြီးလို့ရှိရင်ဘေးကအပေါက်ကိုကြတော့ချိန်တစ်ခါတက်မယ်ပြီးရင်အဲ့အပေါက်ကျဲထဲမှာပဲတိုင်ရှည်လေး3ကထိုးမယ်တိုင်ရှည်လေး3ကထိုးမယ်အဲ့ထိုးနည်းတိုင်း2ခုထိုးမယ်ပေါ့နော်မင်းထိုးပြထားလို့လေ2ခုထိုးမယ်အဲ့ဒါကိုကြတော့အလဲထိုးနည်းလို့မှတ်ထားပေးပါနော် square ပုံစံလေးရဖို့အတွက်ကဒေါင်းထိုးနည်းက4ဘက်4လံရှိရမယ်ပေါ့နော်4ခုရှိရမယ်ဒေါင်းထိုးနည်းလေးက4ခုရှိရမယ်ပြီးတော့ကြတော့အလဲထိုးနည်းလေးကကြတော့2 4 6 8ခုရှိရမယ်တကယ်လို့အဲ့နေရာတွေမှာနားမလည်ခဲ့လို့ရှင်မမေကိုပြန်ပြီးတော့မေးလို့ရပါတယ်နော်မင်းပြထားသလိုလေးပဲဒေါင်းပုံစံလေးအတိုင်းဖြစ်နေရမယ်ပေါ့နော်ဒေါင်းပုံစံလေးအတိုင်းဖြစ်နေရမယ်ကိုကတကယ်လို့ square လေးတွေကြီးပဲခေါင်းပတ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့မင်းခုထိုးပြထားတဲ့ square လေးအတိုင်းပဲ10ခုထိုးမယ်ပေါ့နော် half လေးကိုထိုးချင်တယ်ဆိုလို့ရှိရင်တော့9ခုလိုပါမယ်ပြီးကြတော့ထိတ်ကနေပြီးတော့ကြတော့တဝက်ထိုးနည်းလေးကိုလည်းမင်းအဲ့ဒါလေးရောတခါတည်းထိုးပြလိုက်ပါမယ်နော်တဝက်ထိုးနည်းလေးမှာကြတော့magic ring ထဲမှာ chain 2ခါတက်မယ် chain 2ခါတက်ပြီးလို့ရှိရင်တိုင်ရှည်လေး6ခါထိုးမယ်တိုင်ရှည်6ခါထိုးမယ်ပေါ့နော်တိုင်ရှည်6ခါထိုးပြီးလို့ရှိရင်ခြီလေးကိုဖြတ်လိုက်မယ်ဒါတော့အပေါ်ကထိုးနည်းရဲ့တဝက်ထိုးနည်းပေါ့အဲ့ဒါနဲ့တူတူပဲ6ခါထိုးမယ်6ခါထိုးပြီးရင်ခြီလေးကိုဖြတ်မယ် chain 2ခါတက်ပြီးတော့ကြတော့ဖြတ်လိုက်ပေါ့နော်အလဲကအစအလေးကိုကြတော့ဆွဲမယ်ခြီလေးဖြတ်လို့ရှိရင်လေကပ်ပြီးမဖြတ်နဲ့တဒါကပ်ပြီးဖြတ်လို့ရှိရင်လေဟိုကိုထိုးထားတဲ့ဟာကြီးကတိုးလို့တွန်းလန်းနေလေပြန်ပြီးတော့အစကြီးထွက်လာမှာဆိုနည်းနည်းလေးခြီစာလေးချဲ့ပြီးဖြတ်မယ်ပေါ့နော်တခါတည်းနောက်တယောင်ချင်းတဲ့နေရာမှာအဲ့ခြီစာလေးပါတိမ့်သွားလို့ရတယ်ပြီးရင်ချင်းကလာထည့်မယ်မင်းပြထားတဲ့အပေါက်လေးမှာပဲပေါ့နောက်တယောင်ဆက်မယ်သူက6ခုဆိုတော့ထိတ်ဆုံးပထမဆုံးအပေါက်လေးမှာပေါ့နောက်တစ်အောင်ဆက်မယ်နောက်တစ်အောင်ဆက်ပြီးရင်သူကကြတော့အပေါ်မှာအပြည့်ထိုးထားရဲ့နီးတိုင်းပဲတူတူပဲ chain 3ကတက်မယ် chain 3ကတက်ပြီးရင်တိုင်ရှည်တစ်ခါထိုးမယ်တိုင်ရှည်တစ်ခါထိုးပြီးရင်တိုင်ရှည်2ခုကိုတစ်ပေါက်ထဲမှာပဲလွတ်မယ်ပေါ့နော်တိုင်ရှည်2ခုကိုတစ်ပေါက်ထဲမှာလွတ်မယ်ပြီးလို့ရှိရင် chain 2ခါ chain 2ခါပြီးရင်အဲ့ရဘေးကက်ရဲ့အပေါက်မှာဘေးကက်ရဲ့အပေါက်မှာအဲ့ဒါကြတော့တိုင်ရှည်3ခါဖြစ်သွားမှာပေါ့3ခုကိုတိုင်ရှည်3ခုကိုတစ်ပေါက်ထဲမှာလွတ်မယ်တိုင်ရှည်3ခုမင်းပြထားလို့ပဲစုပြီးတော့ကြတော့တစ်ပေါက်ထဲမှာလွတ်လိုက်မယ်ပြီးရင် chain 2ခါတက်တိုင်ရှည်3ခုကိုတစ်ပေါက်ထဲမှာလွတ်မယ် chain 2ခါတက်အဲ့လိုမျိုးလေးအတိုင်းပဲနောက်ဆုံးပိတ်ထိထိုးသွားမယ်ပေါ့နော်နောက်ဆုံးပေါက်ထိအလုံးပေါင်း6ခုရှိရပါမယ်အလုံးပေါင်းအဲ့လိုမျိုးလေးကထိုးတာက6ခုရှိရပါမယ်ရှင်မင်းဗီဒီယိုလေးကိုတော့မြန်မြန်လေးလုပ်လိုက်မယ်ပေါ့နော်တကယ်လို့အဲ့ဒါလေးပါသွားခဲ့ရင်နားမလည်ရလေးအများရှိလို့ရှိရင်လည်းခွင့်လွှတ်ပေးကြပါအောင်လို့မင်းဒီဗီဒီယိုလေးကပဲပညာဒါနတင်ပြီးတော့ကြတော့တခါတည်းပထမဆုံးတင်တဲ့ဟာလေးမဟုတ်ဘူးပေါ့နော်တပေါက်ထဲမှာတိုင်ရှည်လေး3တိုင်အောင်လွတ်မယ်ပြီးရင် chain တစ်ခါတက်မယ်နောက်ဆုံးပေါက်မှာတော့တိချာကြည့်ပြီနော်ပြီးရင်နောက်ထပ်တိုင်ရှည်လေးတစ်တိုင်ထပ်ထိုးမယ်ပေါ့နောက်ဆုံးပေါက်မှာပြီးရင် chain တစ်ခါတက်မယ်ခြီကိုဖြတ်မယ်ခြီကိုဖြတ်မယ်ပြီးလို့ရှိရင်အဖြူလေးထိုးမယ်ပေါ့နော်အဖြူလေးထိုးမယ်အဖြူကကြတော့ဒေါင်ထိုးနည်းတိုင်းပဲတူတူပဲအဖြူလေးထိုးပါမယ်ခြီကိုအဲ့လိုမျိုးလေးရှည်ရှည်လေးနည်းနည်းလေးရှည်ရှည်လေးခြံဖြတ်ပေါ့ဟွာမမေကတော့တခါတည်းတိမ့်ပြီးတော့ကြတော့လေနောက်တစ်ယောင်ဆိုင်ရင်တခါတည်းတိမ့်လိုက်တာမလို့အဲ့လိုမျိုးမတိမ့်ချင်ဘူးဆိုလို့ရှိရင်လည်းအက်လေးနဲ့ချုပ်လို့ရတယ်ပေါ့နော်ပြီးရင်ပထမဆုံးအပေါက်မှာchain 3ကတက်မယ်သူကကြတော့ဒေါင်ထိုးနည်းတိုင်းပဲတူတူပဲchain 3ကတက်ပြီးလို့ရှိရင်တိုင်ရှည်လေးတစ်တိုင်ထိုးမယ်